Ya đừng khi dài luôn này, ya đừng khi dài luôn, lúc này. Rồi đấy, em bổ rồi. Nâng bổ. Được không nào? Đây là từ rồi phải lao đi nuôi để xả mà. Ô, quá được chứ. Để con. Chào rồi. Lao đi ở nuôi để xả này mình đi cái này nhá. Đi bây còn lên bên còn lên đây không? Đi bây còn lên đây không? Đi bây còn lên đây không? Hãy về con chị hãy về con chị nha. Nè, nó. Cung đấy nè, ồ, cái này. Mà bay cho lâu này bay mà bay thì không ca này này. Okay. สวัสดีครับမင်္ဂလာပါဒီကနေ့ပါတို့မီတာကုလေးဈေးတဲကိုပတ်နေပါတယ်နော်ဈေးပွဲတော်တဲကိုပတ်နေပါတယ်အသားငါးတွေရိုက်နေပါတယ်ဒါတော့ထိုင်းအသားအစာတွေပဲနော်သူတို့ရဲ့အသားအစာတွေကလှုပ်ထားတာတကယ်တည်သက်ပါတယ်နော်ပြောမယ်ဆိုရင်သူတို့တွေကတော့ပြောမယ်ဆိုရင်လူတွေစိတ်ဝင်စားအောင်စားချင်စိတ်ပေါအောင်ဒါအလုပ်ထားပေးတာပါဒါတော့ပင်လယ်သားစာတွေဖြစ်ပါတယ်။ဒီမှာအသီးနှံတွေဖြစ်တယ်နော်ဒီမှာအသီးနှံလေးတွေပါ။ဒီလူတွေကလည်းအများကြီးပါဒီနေ့ကလူတွေအများနေပါတယ်။ဒီမှာတော့ဒါကတော့ကုတီယိုဆိုင်ပါ။ကုတီယိုဆိုင်ဖြစ်ပါတယ်နော်။ဒါကြတော့ပင်လယ်သားစာပင်လယ်ရေဘဝဲတွေပေါ့နော်ကင်းမုန်ကင်လေးတွေပါ။မုန်ကင်းမုန်ကင်ဝယ်သားမယ်လေ။ကင်းမုန်ကင်ဝယ်သားမှာပဲဟုတ်လား။သားမယ်လေ။မအကောင်လိုက်50နဲ့2ကောင်လောက်သားမယ်လေနော်ဒါတော့ရေပွဲတွေပါနော်ဒါရေပွဲကောင်ကြီးကိုတုံးလာတာပဲဒါကြတော့ဒါရေပွဲဥပါရေပွဲဥကင်ဖြစ်ပါတယ်နော်ဒါကြတော့မှရေပွဲအကောင်လိုက်ပြင်ထားတာပါပဲအိုင်မို့လားဒါပါအချင်းလေးပါနော်ဒါအချင်းအိုးလေးပါအချင်းအိုးပါအကောင်ကြီးလေးတွေအကောင်ကြီးလေးဝယ်သားမှဖြစ်ပါတယ်နော်ဝယ်သားပြီးမှနောက်တစ်ဆင့်ကိုဆက်သွားမှဖြစ်ပါတယ်ဖြစ်တာအခုဆိုရင်ကျွန်တော်တို့ရေပွဲကင်လေးရေပွဲလာလေခါလာရေပွဲကင်လေးပြီးသွားပါပြီနော်အဲ့ဒါနှကောင်ကို100ပေးရပါတယ်ရပါပြီကဲကျွန်တော်တို့နောက်တစ်ဆင့်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်โอเคအဲ့တော့ကုတီယိုဆိုင်ပါနော်ကုတီယိုဆိုင်ပကံဝဲရှိုးလိုက်နော်ကုတီယိုပကံဝဲရှိုးလိုက်နော်တပကံလေးကိုဓမိသားစုလုံးစားလို့ရတယ်နော်ဓမိသားစုကုတီယိုပကံလေးတွေပါဒီပါလူတွေရကြက်ပါတယ်ဒါထောက်ပါပြီထောက်ပါဒီပါကုရီယိုတားရည်ပါဘာဒီကြိုက်တာစီဘမလို့လားဒီပါဒါတိချဒီပါဒါတိချဒီပါနော်ဒါသူတို့တိချဒီကလည်းစားလို့လည်းဒါမကောင်းပါဘူးနော်ကြောပါဒီမှာအကျော်လော်လေးတွေအကျော်လေးတွေပါမုံကျော်လေးပါနော်ဒါကတော့ဒါတော့စားတာတွေပါနော်ပိုးကောင်လေးတွေပိုးဟန့်လေးတွေပိုးကောင်လေးတွေကနန်းတွေဖားတွေဖြစ်ပါတယ်ဒါတော့အသီးဖြော်ရည်ဖြစ်ပါတယ်အသီးဖြော်ရည်တွေစိတ်ကြွယ်တောက်လို့ရပါတယ်ဒါကြတော့ဆွေးလေးတွေမဟုတ်ဘူးပေါ့နော်ဒီမှာနော်ဒါချင်ပေါင်းပါဒါချင်ပေါင်းတွေနော်ချင်ပေါင်းစားချင်ပေါင်းကြတဲ့ညီကိုလေချင်ပေါင်းတွေပဲစားလို့ရတယ်နော်ချင်ပေါင်းတွေပါโอเคကျွန်တော်သားမိတယ်နော်ကျွန်တော်သားမိတဲ့ခဏလေးကျွန်တော်သားမိသားဖတွေခဏလေးစားတာထိုင်ထားပါဖြစ်ပါလေဟုတ်ပါပါတို့သားမိတယ်နော်ရေပွဲကင်လေးသားမှာနော်ကင်းမုတ်ကင်သားမှာဖြစ်ပါတယ်စားကြပါဦးလားညီကိုတွေဟုတ်အချင်းကောင်းတယ်ဟုတ်က
င်းမုံကင်သားပြီးရင်တချင်းတက်ဆိုမှာနော်ဝက်ကလေးဘနော်ဝက်ကလေးဒီပါသမီးလေးကြီးလိုက်ဒီနားမှာလာပြီးတော့ပေးဆော့မှာနော်သမီးလေးနော်တော့ဖုန်းနော်မတို့နဲ့ပါခဲ့ဒီတော့လောက်ရည်နော်ကလေးတွေအကြိုက်ပါဒါတွေကကလေးတွေ3-4-5နှစ်သားအရွယ်တဲ့ရမ်းကြိုက်တဲ့နေရာလေးပဲเนาะဒါတော့သူတို့နေရာလေးရောတိုင်ลูกกระต่ายบ่เนาะนี่ไม่ใช่ลูกกระต่ายแล้วเนี่ยนี่เป็นแม่กระต่ายแล้วนะบ่ลูกกระต่ายอันนี้ลูกกระต่ายอยู่นี่ลูกกระต่ายอยู่นี่อยู่ในตะกร้านี่ลูกไหนอ่ะนี่ลูกกระต่ายนะอันนี้แม่กระต่ายแล้วนะอันนี้แม่กระต่ายแล้วนะลูกရထားစီးပဲเนาะပြီးတော့ဘုနော်ကြီးလာရင်ရထားစီးမယ်เนาะရထားလေးစတဲ့နေပါပြီရဟစီးကြလေကိုမတို့တွေเนาะရဟလာစီးလို့ရတယ်เนาะရဟစီမဲ့လူတွေလက်မှတ်ပြတဲ့နေရာလေးဖြစ်တယ်နော်။သမီးလေးနဲ့20တန်းဈေးတန်းလေးကိုခဏဝင်ကြည့်မှာပါနော်။ဟုတ်တော့လေးပါလေတဲ့။ဘာလဲ20တန်းဈေးတန်းလေးပါ။ကဲမိုးရီသွားမယ်အချိန်မနေတော့ဘူး။ထိုင်းမှာနေရတာတခုတော့ကောင်းတယ်ဗောနော်ကိုယ့်ရဲ့ပတ်စံ100လေးနဲ့ဆိုရင်အများကြီးဝယ်လို့ရတာဗောနော်ပတ်စံ100လောက်ရှိရင်ကျွန်တော်တို့တွေပတ်စံ100လောက်ရှိရင်ဗောနော်ဟောစားအိမ်တွင်းကရိယာနဲ့ပတ်သက်တာတွေအများကြီးဝယ်လို့ရတာဗောသူကဈေးရချို့တော့ကိုယ်နိုင်ငံမှာကြတော့တသိန်းလက်ထဲမှာတသိန်းပါဝိုင်းတယ်ဘာမှလည်းရမတင်ဘူးတို့တော့မနော်ဒီဘာဖုန်းတော့ဝက်တကောင်ဝယ်ပေးမယ်နော်။ဝက်အော်တယ်။နော်လေးဖုန်းလေးဒီ။နဲဟင်မဲ။เสียงกบน่ะนี่น่ะนี่ไก่นี่เห็นไหมเสียงไก่เห็นไหมของเล่นมาแล้วเดี๋ยวเมื่อกี้50 บาทโอเคကျွန်တော်လည်းဆက်တော့ပါဘာဖုန်းတော့ဘီကောက်လေးတစ်ခုတော့ဝယ်ပေးပါလားဘာဖုန်းတော့ဘီကောက်လေးတစ်ခုဝယ်ဘာဖုန်းဟုတ်တယ်ကြာကြီးနေတယ်လှရစစ်စရာတော့လာရပါတော့တွေ့ရခဲ့တယ်ကွာเนี่ยဒါလက်ပေးရလိုက်အဲ့ဒါလိုက်တော့ဒါရအကြီးကြီးနော်ဘီကောက်စုပ်မနာဘီကောက်စုပ်နော်ဘာကွာဘာဘီကောချင်းနဲမလိုက်ဘူးน่ะဒီတိုင်းနဲ့စစ်စရာသမီးလေးဒီမီလေးဒီမှာကြာဖုန်းတော့ကြာဘီကောက်လေးနဲ့လိုက်တယ်ဖုန်းတော့နော်ဘာဖုန်းတော့ဘီကောက်လေးနဲ့လိုက်ဒါလေးဝယ်ပေးလိုက်မလားအဲ့ဒါဝယ်မလားတော်ပြီလားသွားမယ်ကဲသမီးလေးဘီကောက်ရပါပြီသမီးလေးဘီကောက်ရပြီနော်ဘီကောက်ရပြီးတော့ပြန်တော့မယ်ဖုန်းလားဒီမှာယုံပေါက်လေးတွေနော်ဒါယုံပေါက်လေးတွေယုံချစ်တဲ့သူတွေပေါ့နော်ယုံဝယ်ပြီးတော့မွေးလို့ရတယ်ယုံပေါက်လေးတစ်ကောင်200ပါတစ်ကောင်200ပါမနော်ဒီမှာယုံပေါက်လေးတွေချစ်စရာလေးတွေနော်ဒီမှာချက်တူရွေးလေးတွေလည်းရှိတယ်နော်သူတို့ခင်ဗျာလေးတွေနော်သူတို့ခင်ဗျာလေးတွေကတော့အဆုလိုက်အပြုံလိုက်တို့ခင်ဗျာလေးတွေအစာမြဲစာနေကြတာမလို့နော်ဘုမအစာဝယ်ကြတယ်လေအစာဝယ်လိုက်မယ်လို့ပြောတယ်မဝယ်လေးတွေပြန်နေတယ်ဝယ်လေးတွေကတော့နို့ဒါစာနေတယ်လို့ဟိုဘယ်လဲဟိုအာလူလေးတွေကျွေးရတာနော်အာလူခက်တယ်ဘုမလေးကိုထားကြည့်ပါတော့
ဒီသားမီးတွေရုံပေါက်လေးကိုအစာကျွေးပါတယ်ရုံကြီးကအစာတွေတော့ငန်းနေပါတယ်တိကျဘယ်လောက်ဒီအစာတွေငတ်နေလဲမသိဘူးအများကြီးဆိုတော့ အေးမောလာဦးဒီကို ရလုံခိရဝင်ရလုံခိရဝင်လောက်ကဝင်လောက်က လောရဲအေးဘောလုံးဘော ငါဘနာတေးရသူတို့တွေဘယ်လောက်ထိလို့စာမလို့အိုးဘလို့ကြောက်ပါပြကြောက်ပါလောက်ဒီကလို့စာလည်းမသိဘူးလားညမ အဲ့ဒီစိတ်ကလေးလေးကိုစိတ်ကလေးလေး ကိုဒီဘက်ကောင်လည်းပေးဒီဘက်ကောင်လည်းတိုက်အောင်ဒီဘက်ကောင်လည်းတိုက်အောင်ဒီဘက်ကောင်လည်းတိုက်အောင် အဲ့ဒါခေါက်ကြည့်တာအဲ့ဒါခေါက်ကြည့်တာ ဒီဟာနော်လို့လေတမ်း ကိုမလေးဟိုအဲ့ဒါ မဘိုက်တစ်လုံးကနေတဲ့ဘိုက်မဟုတ်ဘူးဘိုက်ကဖောင်းကားနေတယ်โอเคဒီတော့ပြရည်ဆိုတော့ကျွန်တော်တို့ပြန်မှာပါစားလို့တောက်လို့လည်းပြီးသွားပြီဝက်ကလေးတွေကိုလည်းအစာကျွေးလို့ပြီးသွားပါပြီရုံပေါက်လေးတွေကိုလည်းအစာကျွေးလို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီသားစုလေးပြန်တော့မှာပါနော်ကျွန်တော်တို့ပြန်တော့မှာပါကြာကြီးမနေချင်ပါဘူးဘာလို့ဆိုတော့ခလေးလေးသမီးလေးကတော့ဘိုက်စာနေပြီတက်တူတယ်သမီးလေးဘိုက်စာနေပြီနော်ပါလို့သားလေးပြန်တော့မယ်โอเคပါโอเคပါအခုဆိုရင်ကျွန်တော်တို့ကတော့စပြန်နေပါပြီနော်